ကဲအပြင်ကကျွတ်ရွမမွာလေးနဲ့အတွင်းထဲမှာတော့တအားကိုနူးအီပြီးစားလို့အရင်ကောင်းတဲ့အမေသားကြော်လုံးမီလေးလိုက်ကြည့်လိုက်ကြရအောင်နော်အရင်ဆုံးချင်းချက်သွန်ပြူလေးပြင်ဆင်ထားလိုက်ပါရှင်ပြီးရင်တော့တန့်စင်ထားတဲ့အမဲသားတွေကိုစနွေးမှုန်လေးအနှင်းငယ်ထည့်လိုက်ပါတယ်ပြီးရင်ထုံးစံအတိုင်းအသားနှက်ဖို့အတွက်စားအချိုမုံနဲ့ငပြားရည်လေးအနှင်းငယ်ထည့်ပါတယ်တကယ်လို့အချိုမုံမစားရင်အချိုမုံမထည့်နဲ့ပေါ့နော်အသားနုမြန်စေဖို့အတွက်ရှာလိုက်ကရည်လေးသစွန်းလေးထည့်လိုက်ပါတယ်ရှင်နောက်ဆုံးမှာတော့ခုနကပြင်ဆင်ထားတဲ့ဂျင်းချက်သွန်ပြူလေးတွေကိုကြိတ်ပြီးတော့ထည့်လိုက်ပါတယ်ရှင်အသားလေးကိုအရသာဝင်အောင်လို့တေချာလေးနှက်ဆက်အောင်နဲ့ပြီး10မိနစ်ခန့်အရင်ဆုံးနှက်ထားလိုက်ပါတယ်ပြီးတော့မှမီးပူပေါ်မှာအလတ်မီ medium heat လေးနဲ့10မိနစ်ခန့်တည်လိုက်ပါတယ်ဘာကြီးမှမထည့်ပါဘူးเนาะဒါကအသားတွေကထွက်လာတဲ့ရေတွေပါရှင်အခုလိုမျိုးအသားတွေကရေတွေအကုန်ထွက်လာပြီဆိုတော့မှဒါနောက်ထပ်တရေထပ်ထည့်ပြီးတော့ပြုတ်မယ်ပေါ့နော်မီးအေးလေးနဲ့ပဲတိုင်မာလေးပေးပြီးပြုတ်ထားလိုက်ပါရှင်ရေလေးဒီအနေထားလောက်ရောက်လာရင်တော့လူကိုယ်တိုင်တတိထားပြီးကြည့်လိုက်ပေါ့နော်အမဲသားတွေတူးသွားမှာဆိုလို့ပါဒီလိုမျိုးရေလုံးဝခံသွားပြီဆိုရင်တော့မီးဖို့ပေါ်ချလိုက်ပါနော်လူအင်းနေတဲ့အမဲသားလေးတွေကိုအနှဲငယ်ထောင်းပြီးတော့ air fryer ထဲမှာ180 degree နဲ့9မိနစ်နှစ်ခါกินလိုက်ပါနော် air fryer ရော oven ရောမရှိတဲ့သူတွေဆိုရင်တော့စီများနဲ့ deep fry ကြော်လိုက်ပါနော်အဆုံးထိချစ်ပေးလို့ကျေးဇူးတင်ပါတယ်စားကောင်းကြပါစေရှင်